အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဇင်ကမကုတ်လွမ်းပြေတိုဖူနွေးလေးလောက်စားမယ်ပေါ့နော်ဒီနို့မကုတ်မှာခေါ်ရဲဆိုလို့ရှိရင်တော့ဝမ်တဖိုးပြောလို့ခေါ်ပါတယ်ဒီတိုင်းတက်တက်လောက်စားမယ်ဆိုလို့ရှိရင်ဇင်ကလောက်ရမယ့်မယ်များတယ်ပေါ့နော်ဇင်ကအချိန်နဲ့တိတ်မြတာနဲ့ ready made ထုတ်လေးကိုစားပါမယ်ဇင်ကတော့ဝမ်တဖိုးပြောစားခြင်းလာပြီဆိုလို့ရှိရင်တော့ဒီရဲ့မိုးကထုတ်တဲ့ဒီစိတ်လေးကိုပဲအများနဲ့စားပါလေရင်ဦးဆုံးဇင်ကသူ့ထဲမှာပါတဲ့ခောက်ဆွဲပဲလေးကိုပြုတ်မယ်ပေါ့နော်ခောက်ဆွဲလေးပြုတ်ထားတော့မှဇင်ကသူ့ထဲမှာပါတဲ့ပဲစိမ်းမုံထုံးလေးကိုပကံတစ်ခုလေးထည့်ပြီးတော့မှရှည်လေးခဏဖြောထားပါမယ်ရှည်ကတော့ကိုစားချင်တဲ့လောက်ခက်မှန်ပြီးတော့မှထည့်ပါနော်တပွဲစားပေါ့နော်ရေထည့်ပြီးတော့ရင်တော့ဇင်ကခဏမှွေထားပါမယ်ပြုတ်ထားတဲ့ခောက်ဆွဲလေးရပြီဆိုတော့ဇင်ကစကားစစ်ထားပေးပါမယ်ပြီးရင်တော့အိုးထဲမှာခုနမွေထားတဲ့တိုဖူးရည်လေးကိုထည့်ပြီးတော့မှတိုဖူးနွေးလေးချိုးပါမယ်တိုဖူးနွေးလေးချိုးတဲ့အခါမှာတခုတတိထားပြရမှာကမီးရည်လေးနဲ့ချိုးပေးပါရှင်ကိုကမီးပြင်းနဲ့ချိုးပြီးတော့မှခဏလေးနဲ့ရတယ်ဆိုလို့ရှိရင်တိုဖူးနွေးကကောင်းကောင်းမချက်ပဲနဲ့စိမ့်နှံလေးနံတတ်တယ်ပေါ့နော်ဒါဆိုရင်စားမကောင်းပါဘူးရှင်မီးလေးနဲ့ဖြည်းဖြည်းချင်းချိုးထားပြီးတော့မှဖြစ်လာပြီဆိုမှစိမ့်နှံလေးပြောက်သွားမှတိုဖူးနွေးလေးကအရန်ကိုစားကောင်းပါပါဒီနေ့ဒါဆိုလို့ရှိရင်တော့တိုဖူးနွေးလေးစားလို့ရပါပြီเนาะခုနခောက်ဆွဲထည့်ထားတဲ့ပကံတွေကိုတိုဖူးနွေးလေးကြိုထားတာလေးထည့်ပါမယ်ပြီးရင်တော့သူ့မှာပါတဲ့အနှစ်ထုတ်လေးတွေကိုဖောက်ထည့်ပေးပါမယ်ပြင်မာဝယ်စားတယ်ဆိုလို့ရှိရင်တော့ကြာညွတ်လေးကိုမြများထည့်ခိုင်းတာပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော် ready made ထုတ်လေးဖြစ်တဲ့အတွက်သူပါတော့ပဲထည့်လို့ရပါတယ်ရှင်ပြီးရင်တော့သူ့မှာပါတဲ့ငရုတ်တရားမဆက်မဆိုတဲ့အတွက်ဇီယငရုတ်တီလေးထည့်ပါမယ်ပြီးရင်မနက်ကဝယ်ထားတဲ့အီချာကွေးလေးပါညှက်ထည့်လိုက်လို့ရှိရင်တော့ပြပြစုံတဲ့တိုဖူးနွေးလေးတစ်ပွဲရပါပြီရှင်နတ်မွေးမွေးလေးနဲ့ရေရမဖြစ်မကျဲလေးနဲ့ရန်ကိုစားကောင်းပါလေရှင်ရတာချိုချိုစိတ်စိတ်လေးနဲ့တထုပ်ဆိုတထုပ်ထိမိခွေပေါ့နော်ဟောခောက်ဆွဲတထုပ်ဆိုလို့ရှိရင်လူတစ်ယောက်ကောင်းပါပါလေရှင်ရတာလေးဘာမှထထည့်စရာမလိုပါဘူးနော်ကွက်တိပါပဲနော်သူကတထုပ်ဆိုလို့ရှိရင်ရတော့စားပါပြီရှင်ချိုချိုစိတ်စိတ်လေးနဲ့ရန်ကိုစားကောင်းပါလေရှင်တိုဖူးနွေးတစ်ပွဲကိုစားလိုက်တာခဏလေးပြင်ပါပြီကုန်သွားတယ်ပေါ့နော်ဇင်းရဲ့ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ဇင်းရဲ့ဗီဒီယိုလေးတွေမှာလည်းဘာတွေဘယ်လိုချက်ပြီးစားမလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်